Here we go ကျွန်တော် Manchester United အသင်းဟာဆိုရင်လက်ရှိမှာ Brighton အသင်းရဲ့ကွင်းလင်ကစားသမား Carlo Baleba ကိုခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ဒီသတင်းကို Fabrizio Romano က David Ornstein တို့ကအတည်ပြုလာပြီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Manchester United Update Facebook Page နဲ့ YouTube Channel နဲ့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United အသင်းက Brighton အသင်းကိုပထမဆုံးအကြိမ်အနေနဲ့ဒီ Carlo Baleba အတွက်ဒီပေါင်တန်း60 ပလက်အပိုစုချင်း9တန်း package နဲ့စတင်ကန်လန်းလိုက်တယ်။ဒါပေမဲ့ဒီကန်လန်းမှုကို Brighton တင်းကနေပေးချပြီးရဲ့နောက်မှာတော့နောက်တစ်ချိန်အနေနဲ့ဒုတိယချိန်အဖြစ်ပေါင်တန်း65တန်း plat 9တန်းပုံစံနဲ့ကန်လန်းလိုက်တဲ့အချိန်မှာ Brighton အသင်းကလက်ရှိမှာသဘောတူလိုက်ပဲဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ဒီစာချုပ်မှာဆိုရင်ဒီ sell on clause လည်းပါဝင်မယ်လို့ကြားသိရတယ်။ဆိုတော့ကစားသမားကိုနောက်တစ်ချိန်မှာပြန်ရောင်းခဲ့ရင်ပြောင်းရွှေ့တစ်စိတ်တစ်ပိုင်းကိုပေးရမယ့်ပုံစံမျိုးဖြစ်တယ်ပေါ့နော်အတိအကျတော့သူတို့မဖော်ပြထားဘူးဆိုတော့ United တင်ကသူတွေအားဖြင့်ပေါင်တန်း80ပေးရမယ့် package မျိုးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အစာချုပ်အားဖြင့်တော့ကစားသမားနဲ့9နှစ် plat ပိုတစ်နှစ်နဲ့ဆိုရင်6နှစ်ချုပ်ဆိုမျိုးကြားသိရတယ်ပေါ့နော်ကစားသမားလည်းလက်ရှိမှာ Manchester United တင်းကိုလာဖို့အတွက် Manchester မြို့ကိုထွက်ခွာလာပြီလို့သိရတယ်ဆိုတော့ဒီနေ့ပေါ့နော်စနေနေ့မှာကစားသမားကိုစစ်စစ်မှုပြုလုပ်တော့မယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒါမင်္ဂလာတွေမှာပေါ့နော်ဆိုတော့ Happy Friday ဖြစ်သွားတာပေါ့နော်ဒီဂျာလာပလင်းတောက်ကြနေညထွက်လာတယ်ဆိုတော့ Happy Friday ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အားလုံးပျော်ကြမယ်လို့မြင်တယ်ပေါ့နော်ကျွန်တော်ကပျော်တယ်ဒီကစားသမားကိုလိုချင်တယ်ဆိုတော့ကျွန်တော် Manchester United အသင်းကပေါ့နော်ဒီ Brighton အသင်းကိုဒီမနစ်က2025ရာသီမှာCarlo Baleba အတွက်ပေါင်တန်း60ကျော်ဝန်းကျင်နဲ့ကန်လန်းခဲ့တယ်ပေါ့ဗျာဒါပေမဲ့ Brighton အသင်းကသူတို့ခြေစည်းကိုရောင်းခဲ့တဲ့ဒီခိုင်စီဒိုနေရာအတွက်သူ့အစားထိုးခေါ်ထားတယ်ပေါ့နော်ဆိုတော့ခိုင်စီဒိုရဲ့ပုံစံမျိုးပဲပေါင်တန်း100ကျော်နဲ့ဘယ်သူ့ရောင်းမေဆိုမှပြောတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော် United အသင်းကသူ့မခေါ်ယူခဲ့ဘဲနဲ့ဒီ12လအကြာမှာနောက်တစ်ချိန်ပေါ့နော်ပြန်ကမ်းလိုက်တဲ့နေရာမှာလက်ရှိအချိန်မှာတော့ပေါင်တန်း80ဝန်းကျင်နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီပြောင်းရွှေ့ကြေးကိုကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့တန်နိုင်လို့မြင်တယ်ပေါ့နော်ဘာလို့အဲ့လိုပြောတယ်လဲဆိုတော့ဒီလက်ရှိ Premier League ရဲ့ဒီကစားသမားဈေးနှုန်းတွေကမိုးပေါ်တက်နေတယ်အားလုံးကတော်တော်လေးကိုဒီကြောက်ဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ထားပါတော့ Elliot Anderson ကိုကြည့်လိုက်မယ်ဆိုရင်ပေါင်တန်း100ကျော်116တန်းစံချိန်တင်ပေါ့နော်အဲ့မဲ့သူ့နောက်မှာစံချိန်လိုက်တင်တာဘယ်သူလဲဆိုတော့ Morgan Roger ခြေစီတင်းကိုပေါင်118တန်းနဲ့ပြောင်းသွားတယ်ဆိုအရင်တုန်းကဆိုရင်ကျွန်တော် United Tax ဆိုတာရှိတယ်ဗျ United Tax United အသင်းကခေါ်ရင်တစ်မျိုးတခြားအသင်းကခေါ်ရင်တစ်မျိုးဆိုတော့ United အသင်းကခေါ်မှဒီတချို့အသင်းတွေကပုံမှန်ဖက်ဆန်ရှာလို့ကောင်းတယ်ဈေးတစ်မျိုးနဲ့ရောင်းကြတယ်ပေါ့ဗျာဒါပေမဲ့ဒီလက်ရှိမှာတော့မတူတော့ဘူးပေါ့နော်အခုတန်းတက်အသင်းတွေဖြစ်တဲ့ Ipswich တို့ Coventry တို့တော့မှပေါင်တန်း100ကျော်အထိသုံးနိုင်လာတဲ့ kit မှာကစားသမားတွေကိုအပြိုင်ဆိုင်ခေါ်ကြရင်းနဲ့ဒီကစားသမားတွေရဲ့ဈေးကမိုးပေါ်တက်ကုန်တယ်ပေါ့နော်ဆိုတော့ဒီအနေထားမှာဒီပေါင်တန်း80နဲ့ခေါ်နိုင်တယ်ဆိုတာဒီလက်ခံရမဲ့ fair ဖြစ်တဲ့ဈေးနှုန်းဖြစ်တယ်တော့မြင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ပြန်ကြည့်မယ်ဆိုရင်လည်းဒီဘယ်လိုပြောမလဲ Matías Fernandes တန်းစင်းတွားတဲ့ကစားသမား quality ရှိကစားသမားတော့ဖြစ်တယ်ဗျာဒါပေမဲ့တန်းစင်းတဲ့ကစားသမားကိုပေါင်တန်း85တန်းနဲ့ခေါ်ဖို့ဆိုတာကဒါဘယ်လိုပြောမလဲနည်းနည်းတော့ဈေးများလို့ပြောရမှာပေါ့နော်ဆိုတော့ဒီလိုကစားသမားဈေးတက်နေတဲ့အချိန်မှာဒီလောက်နဲ့ခေါ်နိုင်တာကျွန်တော်အနေနဲ့တော့ဘလို့ဖြစ်ဖြစ်တန်တယ်လို့မြင်တယ်ဗျာဆိုတော့တန်တယ်ဆိုတော့ကစားသမားကဆိုရင်ကင်မရွန်နိုင်ငံသားဖြစ်တဲ့ခုမှအသက်22နှစ်ပဲရှိတယ်ဆိုတော့ United တင်းမှာကောင်းကောင်းကြီးဒီ9နှစ်10နှစ်လောက်တုံးလို့ရတယ်ဆိုတော့ဘယ်လိုပြောတချို့တွေကပြောတယ်ပေါ့နော်ဒီကစားသမားလက်ရှိမှာတန်ရာရနေတယ်ပေါ့နော်မနစ်ကလည်းခြေစွမ်းမပြောင်းနိုင်ခဲ့ဘူးရုန်းကန်ခဲ့ရတယ်ပေါ့နော်ဒါလည်းအကြောင်းအမျိုးမျိုးရှိမှာပါကစားသမားတယောက်မှာကျွန်တော်အမြင်နဲ့ဆိုရင်ရုန်းကန်ရတဲ့အချိန်ဆိုလည်းရှိတယ်ဗျာဆိုတော့2024ကခြေစွမ်းမျိုးတာပြန်ရခဲ့ပြီဆိုတာတော်လေး United အသင်းအနေနဲ့အကျိုးရှိမဲ့အပြောင်းအရွှေ့လို့မြင်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာကစားသမားကဒီဒဏ်ရနေပေါ့နော်ဒါပေမဲ့အပြင်းစားတော့မဟုတ်ဘူးဒီခြေချင်းဝစ်ပါလဲခြေချင်းဝစ်အရွတ်ဒဏ်ရလို့သိရတယ်ပေါ့နော်ခြေချင်းဝစ်အရွတ်ဒဏ်ရလို့သိရတယ်ဆိုတော့3ဘက်ကနေ4ဘက်လောက်နားရမဲ့အနေထားဆိုတော့ဆို United တင်းနဲ့ဒီညကန်မဲ့ Hull City နဲ့ပွဲတော့လွယ်အောင်မယ်ပြီးတော့ဒီ Everton နဲ့ပေါ့နော်Everton နဲ့ကန်မဲ့နောက်လအထိနောက်လ6ရက်နေ့ Everton နဲ့ကန်မဲ့ပွဲကိုလည်းလွယ်အောင်မယ်ဖြစ်နိုင်ခြေအရှိဆုံးကဒီ Man City နဲ့ကန်တဲ့ပေါ့နော် Manchester Derby ပွဲ
6လပိုင်း13ရက်နေ့ပွဲလောက်မှပဲပြန်ပါနိုင်မယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒီလောက်ထိဒီလောက်အနေထားမှာဒီလောက်ကာလလောက်မှာပြန်ပါနိုင်နေဆိုတော့ကျွန်တော်အနေနဲ့တော့ကောင်းရင်တော့မြင်တယ်ပေါ့နော်လက်ရှိ Manchester United အသင်းရဲ့လူစင်းနေဆိုရင်တော့ကောင်းကောင်းကန်နိုင်သေးတယ်ဗျာဆိုတော့ United အသင်းကဒီ6လပိုင်းလောက်မှာဒီ Champion League တွေဒီခါရာဘောင်းတွေစသဖြင့်ပွဲကြီးပေါင်းစုံများလာတဲ့အချိန်မှာမှကစားသမားလုံလောက်ရှိဖို့လိုအပ်တဲ့အတွက်ကြောင့်ဆိုတော့ဒီလောက်ဒီအချိန်မှပြန်ပါလာနိုင်တယ်မဆိုးဘူးလို့မြင်တယ်ပေါ့နော်ဆိုတော့ United အသင်းနေနဲ့လက်ရှိအချိန်မှာဒီကစားသမား3ယောက်ကိုကွင်းလီကစားသမား3ယောက်ကိုပေါ့နော်ခေါ်ယူတဲ့အချိန်မှာဒူတင်အားဖြင့်ဆိုရင်ပေါင်တန်း155တန်းသုံးလိုက်တယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် United အသင်းကဒီဂျွန်လလောက်မှာပဲခေါ်လိုက်တာကစားသမားကိုဒီ Andre Santos ကိုခေါ်တယ် Yuri Tielemans ကိုခေါ်တယ် Andre Santos ကျတော့ဒီပေါင်တန်း50နဲ့ခေါ်တယ် Yuri Tielemans ကျတော့ပေါင်35တန်းဆိုတော့အခုဒီခါလိုဘာလီဘာကပေါင်80တော့180ဆိုတော့ပေါင်တန်း155တန်းဖြစ်တော့ပြီဆိုတော့လက်ရှိအပြောင်းရွှေ့ဈေးကွက်မှာကစားသမား quality ကစားသမားဆိုရင်2ယောက်တော့ရချင်မှရတော့မယ်ဗျာဆိုတော့ထားပါတော့2ယောက်လောက်ရမယ့်အနေထားမှာ3ယောက်လောက်ရလိုက်နိုင်နေဆိုတော့အပြောင်းရွှေ့ရဆိုကျွန်တော်အနေနဲ့ဆိုရင်မဆိုးဘူးလို့မြင်တယ်ပေါ့နော်ဆိုတော့ကစားသမားကိုကြည့်မိဆိုရင် United အတွင်းတော့ဘာရနိုင်မလဲဆိုတော့ကစားသမားကဘယ်လိုပြောမလဲကွင်းလေကစားသမားတွေထဲမှာတော်တော်လေးမြန်နှုံးမြင့်တဲ့ကစားသမားလို့ပြောရမှာပေါ့နော်တော်တော်လေးမြန်နှုံးမြင့်တယ် physicality အရောက်တော်တော်လေးကြန့်ခိုင်တဲ့ကစားသမားလို့ပြောရမယ်ဆိုတော့ကစားသမားကဒီခန္ဓာကိုယ်ကဒီလက်ရှိမှာအရက်အမြင့်က9ပေနဲ့10လက်မပဲရှိပေမဲ့လည်းပေါ့နော်ဒီကြန့်ခိုင်မှုတော်တော်လေးကောင်းတဲ့ကစားသမားလို့တွေ့ရတယ်ပြီးရင်အဓိကတော့ဒီ Warwick အရန်ကောင်းတယ်ဆိုတော့ကျွန်တော် Manchester United အသင်းမှာအဓိကလိုနေတဲ့ဒီ Warwick ကောင်းတဲ့ကစားသမားလိုနေတယ်ပေါ့နော်ဆိုတော့ဒီကွင်းလယ်မှာနေပြီးမှဒီခံစစ်နဲ့တိုက်စစ်ကြားကိုချိတ်ဆက်ပေးကစားသမားမမောနိုင်မပန်းနိုင်ပေါ့နော်ဒီအရှိန်နဲ့သူကပြေးအားလေးတော်တော်ကောင်းတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီ Warwick ကောင်းတဲ့ကစားသမားမျိုးတယောက်မျိုးပါလာပြီးဆိုရင်ကျွန်တော် United အသင်းမှာသူနဲ့တွဲကစားတဲ့ဒီ Yuri Tielemans ပဲဖြစ်ဖြစ်ဒီ Andre Santos ပဲဖြစ်ဖြစ်ဒီ Kobe Mainoo ပဲဖြစ်နည်းနည်းလေးတက်တောင့်တက်တာဆောရမယ်ဗျာအရန်ကြီးခံစစ်ကိုလိုက်ကူနေစရာမလိုတော့ဘဲနဲ့ပိုမှတက်တာမယ်ပိုမှအဆင်ပြေလာမယ်လို့မြင်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ तू ကဘယ်လိုပြောမလဲဘောလုံးကိုရှင်လူတဲ့နေရာမှာလဲအောင်မြင်မှုနှုန်းကဒီ data တွေအရဆိုရင်ရာခိုင်နှုန်းက80ကျော်တယ်ဆိုတော့ဘောလုံးလူတဲ့နေရာမှာလဲတော်တော်လေးကောင်းတဲ့ကစားသမားလို့ပြောရမှာပေါ့နော်ပြီးရင် तू က ball carrying နဲ့အရန်ကောင်းတယ်ဒီဘောလုံးကိုခံစစ်ကနေတေသွားပြီးမှဟိုတိုက်ဆက်အထိလိုက်ပါကစားတဲ့နေရာမှာလဲတော်တော်လေးကောင်းတဲ့အခြေအနေမှာရှိလို့တွေ့ရတယ်ပြီးရင်နောက်တစ်ချက်ကွင်းလင်ကစားတဲ့သမားတွေမှာအရေးကြီးတယ်ပေါ့နော်ဒီပြိုင်ဘက်တင်းကကစားသမားတွေကဒီ pressure လာပေးတဲ့အချိန်မှာသူကဒီ pressure တွေအောက်မှာဘောလုံးကိုမပြတ်ဘဲနဲ့ဒီဆွဲထွက်သွားနိုင်တဲ့ဒီမာလည်းသူတော်တော်လေးထူးချွန်အောင်တွေ့ရတယ်ပေါ့နော်အနေသူ့ 1v1 situation မှာဆိုဒီဘောလုံးဆုံးရှုံးတာတအားနည်းတယ်ဆိုတော့ဒီလိုကစားသမားတစ်ယောက်ကိုဒီကျွန်တော်ရလိုက်တာဆိုရင်သူ2024မှာပြခဲ့တဲ့2024ရာသီမှာပြခဲ့တဲ့ခြေစွမ်းအတိုင်းအတာ United အသင်းမှာပြန်ရနိုင်မယ်ဆိုရင်တော့ United အသင်း Michael Carrick ရဲ့ဒီပုံစံထဲမှာတော်တော်လေးကိုအကျိုးရှိမဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီ ပေါင်တန်း80ကအရန်လည်းမများဘူးဆိုတော့ United အသင်းလက်ရှိလိုအပ်နေတဲ့ကစားသမားမျိုးလည်းဖြစ်တယ်ပေါ့နော် United အသင်းမှာလက်ရှိမှာ Warwick ကောင်းတဲ့ကစားသမားဆိုတာလည်းတိတ်မတွေ့ရဘူးပေါ့နော်ဆို Andre Santos ကော Yuri Tielemans တို့ရောတိတ်မတွေ့ရဘူးဆိုတော့Mason Mount တော့ကောင်းတယ်ဒါပေမဲ့ခဏဘယ်လိုပြောမလဲအားကိုးရတဲ့ကစားသမားမဟုတ်ဘူးဗျာဒီဒဏ်ရာပဲရနေတဲ့ကစားသမားဆိုတော့ဒီကွင်းလယ်မှာတူတာပါလာမယ်ဆိုရင်ဒီကွင်းလယ်မှာလုတ်အောင်လုံးကောင်းနဲ့ကြောက်ဆော့နေတဲ့အတွက်ကြောင့်သူနဲ့တွဲကစားတဲ့ဒီကွင်းလယ်ကစားသမားတွေရောတက်တောင့်တက်တာဖြစ်လာမှာပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီအပြောင်းရွှေ့ကိုကြိုက်တယ်ဆိုတော့2024ကခြေစွမ်းမျိုးပြနိုင်ဖို့ပဲကျွန်တော်မျှော်လင့်နေပေါ့နော်ဆိုတော့ဒီလိုဆိုရင်တော့ United အသင်းတော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်ကိုဒီလိုဈေးနဲ့ရနိုင်ဆိုတော့တော်တော်လေးကောင်းလို့ပြောရမှာပေါ့နော်ဆိုတော့တက်ရောက်လို့ရတော့ရေပေါ့နော်ဆိုတော့ United ပရိသတ်တွေအားလုံးမျှော်လင့်နေတတိယမြောက်ကွင်းလယ်လူနဲ့ဘေးနောက်ခံလူနေရာမှာတတိယမြောက်ကွင်းလယ်လူကရတော့ပြီဆိုတော့နောက်တစ်ယောက်ပဲလိုတော့တယ်ဘေးနောက်ခံလူဆိုတော့လက်ရှိအပြောင်းရွှေ့ရလဲတပတ်လောက်လိုသေးတယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ရနိုင်အောင်မယ်လို့ခံစားရတယ်ပေါ့နော်လက်ရှိအပြောင်းရွှေ့မှာလဲကစားသမားအများကြီးနဲ့တည်င်းထွက်နေဆိုတော့တက်လို့ရနိုင်အောင်မယ်လို့မြင်တယ်ဆိုတော့ညီကိုရဘယ်သူရစေချင်တယ်လဲ
ခါလို့ပါလီပါရတောင်းရှိကိုလည်းချိန်နေသလားနောက်ပြီးတော့ဒီညနေမှာလည်းကျွန်တော် Manchester United အသင်းကPremier League အဖွင့်ပွဲစဉ်အဖြစ် Hull City အသင်းနဲ့ကန်ဖို့ရှိပါတယ်ပေါ့နော်ဆိုတော့ဒီညနေမှာလည်း United ပရိသတ်တွေအားလုံးထပ်ပြီးတော့ဝမ်းသာရအောင်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်အပြည့်အဝလည်းယုံကြည်တယ်ဆိုတော့ဒီညနေ6နိုင်မှာကန်မဲ့ကျွန်တော် United အသင်းရဲ့ပွဲစဉ်ကိုပေါ့နော်ထပ်ပြီးမှအားပေးကြမယ်ပေါ့နော်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကိုရောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ Manchester United Update Facebook Page နဲ့ YouTube Channel ကိုလည်း follow and subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်